လာမင်းရမားကိုရှင်ပြိုင်မဲ့အင်္ဂလန်မျိုးဆက်တွေလေးများအားလုံးမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့အကယ်ဒမီထွက်ကစားသမားလေးတွေကိုအသင်းမှာပွဲဥထွက်လာတာမြင်တွေ့ရတာပါပဲခေတ်သစ်ဘောလုံးရည်စည်းကြောင်းအရအကယ်ဒမီလေးတွေဟာအသေးအတွက်မြက်ခဲထက်မှာအကျိုးပြုံနေမှာကပဲပြန်လည်ရောင်းချခြင်းလေအကျိုးမြတ်တွေ100%ပြန်လည်ရရှိနိုင်ကြပါတယ်တချို့ဘောလုံးကယ်ဒမီတွေကကစားသမားတွေမွေးထုတ်ပြီးတော့ပြန်လည်ရောင်းချကြပေမဲ့တချို့ဘောလုံးကယ်ဒမီလေးတွေကတော့အသေးကြီးမှာဆက်လက်ခြေစွမ်းပြကြရတဲ့နဲ့အသေးရဲ့စတာပွိုင်းလေးတွေဖြစ်လာကြပါတယ်လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးလူငယ်လေးဟာလာမာစီယာကယ်မီတွယ်လေးလမင်းရမားဖြစ်ပြီးတော့လူငယ်ဘဝမှာမိခင်အသင်းကိုကြိုးပြူရင်ဘောလုံးတော်မှာဒုတိယရတဲ့အထိသူ့ရဲ့ပါရမီကိုပြသနိုင်ခဲ့ပါတယ်။စပိန်သားပါရမီကိုအန်တူးနိုင်မဲ့လူငယ်လေးတွေကိုအင်္ဂလန်အသင်းချုပ်ကပိုင်ဆိုင်ထားပါတယ်။ဒီလူငယ်လေးတွေဟာမကြာခင်ဘောလုံးလောကထဲမှာနေရာယူလာကြမှာဖြစ်ပြီးမျိုးဆက်သစ်ဘောလုံးတစ်ခေတ်ကိုဦးဆောင်ကြပါဦးမယ်။အာဆနယ်စတာဘိုင်းလေးတွေမွေးထုတ်ပေးတဲ့တဲ့မှာဘူကောက်ဆာကတယောက်အသင်းကောင်းဆောင်လက်ဖက်ဝစ်ဆင်ပြီးကစားနေပြီဆိုတော့နောက်ထပ်စတာဘိုင်းတွေလေးတောက်ပဖို့လှည့်ကိုရောက်လာပါပြီ။မက်စတောမန်ဟာအာဆနယ်အတွက်အသက်15နှစ်ကလေးကပွဲထွက်ကစားပေးခဲ့ပြီးတော့အသက်ငယ်ဆုံးကစားသမားစံချိန်တစ်ခုကိုရယူနေရင်သူ့ရွယ်ကောင်းလေးတွေတဲ့အထုံးပေါက်ဆုံးကစားသမားလေးဖြစ်နေပါတယ်။ဒေါမန်ဟာဒီယာဒီ Brighton နဲ့ Carabao ဖလားပြိုင်ပွဲမှာအသင်းအတွက်ပွဲဥထွက်ခွင့်ရရှိခဲ့တာကြောင့်15နှစ်နဲ့302ရက်မှာတင်စတင်ပွဲထွက်ခွင့်ရရှိခဲ့တဲ့အသက်ငယ်ဆုံးကစားသမားလေးဖြစ်လာခဲ့ပါတယ်။ဒေါမန်ဟာကျောင်းဝင်းစုံနဲ့လေ့ကျင့်ကိုလာရောက်ခဲ့တဲ့ကောင်းလေးဖြစ်ပြီးတော့သူ့ရည်သွေးတွေကအာတီတာအပါအဝင်အသင်းကြီးကစားသမားတွေကိုတော့အံ့ဩစေပါတယ်။ဒေါမန်ဟာထူးခြားတဲ့ကစားသမားလေးတစ်ယောက်ပါ။ဒေါမန်ကကိုယ့်ရဲ့နေရာနှံ့ကိုချက်ချင်းရောက်ရှိနိုင်ပြီးတော့တယောက်ချင်းလိန်ခေါင်းဖြတ်ကျော်မှုတွေကိုလည်းလွယ်တကူပြုလုပ်နိုင်ပါတယ်။ဒေါမန်ဟာတောင်ပန်ကစားသမားတစ်ယောက်မဟုတ်ပဲနံပါတ်10နဲ့နံပါတ်8နေရာတွေကနေကစားနိုင်တဲ့အတွက်အာတီတာကမက်ဆီနဲ့တော့ခိုင်းနှိုင်းချီကျူးထားတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာကယ်ဒမီတွေကစားသမားကောင်းတွေမွေးထုတ်ပေးရအသင်းဖြစ်ပါတယ်။လက်ဘလော့မှာအသင်းရဲ့ကယ်ဒမီတွေယူနိုက်တက်ကိုခြေစုံကန်နေကြတော့ပြည်သက်တွေအတွက်ရေချိုးအေးလေးယူဆောင်လာပေးမဲ့ကစားသမားကတော့ဂျေဂျေဂါဘရီယယ်ပါပဲ။ဂါဘရီယယ်လူငယ်အသင်းမှာထူးချဲ့ခြေစွမ်းပြနေပြီးတော့အသင်းကြီးနဲ့တော့လေ့ကျင့်ခန်းဆင်းခွင့်ရနေပါပြီ။ဂါဘရီယယ်ရေသွေးကိုလာရောက်ကြည့်ရှုကြတဲ့ကဲနောက်တွေလည်းခြေချင်းလိမ်နေကြပြီးတော့သူတို့ရဲ့အသင်းကိုပြောင်းရွှေ့လာဖို့အတွက်လူရက်ကမ်းလှမ်းနေကြပါတယ်။ဂါဘရီယယ်ကယာဒီအစမှာအသက်14နှစ်ပဲရှိသေးတာကြောင့်ပွဲထွက်ခွင့်ရဖို့နောက်100ဒီလောက်ထပ်ဆောင်ရအောင်ပါ။ကလေးမက်ဆီလိုကြော်ကြားတဲ့ဂါဘရီယယ်ဟာအနာဂတ်ဘောလုံးတော်ဆုရှင်လေးဖြစ်အခုတည်းကသတ်မှတ်ထားပြီးတော့ထူးခြားတဲ့ပါရမီရှင်လေးဖြစ်နောက်ရာသီကစပြီးတော့မန်ယူနိုက်တက်အနာဂတ်ကိုဦးဆောင်ပေးမှာဖြစ်ပါတယ်။လီဗာပူးကလည်းပြန်အသင်းတွေကိုအားကျမခံသူတို့ရဲ့ကိုယ်ပိုင်19နှစ်သားလေးကိုပွဲထုတ်နေပါတယ်။ဒီရာသီမှာပြည်သက်တွေစတင်မြင်တွေ့နေရတဲ့လူငယ်လေးရီယိုနူမိုအာကလီဗာပူးရဲ့အခမ်းအနားဆုံးဇာသမားတွေကတယောက်ဖြစ်လာဖို့အိမ်မက်စိတ်ကူးနေပါတယ်။နူမိုအာဟာရာသီအစတုန်းကစိန်ငိတ်စပတ်မှာလီဗာပူးတို့အနိုင်ကိုသွင်းယူပေးခဲ့တဲ့အခိုက်အတန့်ဟာဂျိုးဂျပြည်သက်တွေရဲ့ရင်ထဲမှာဘရောမမေးမှာမဟုတ်တဲ့အမှတ်တရတစ်ခုဖြစ်နေမှာပါ။ဒါပေမဲ့နူမိုအာရဲ့အစွမ်းအစကိုအသေးချာမြင်ခဲ့ရတာကတော့ Nottingham Forest နဲ့ပွဲမှာလူစားဝင်စားလုံးကဖြစ်ပါတယ်။နူမိုအာဟာတမိပေါက်တယောက်ထုံးဆိုတဲ့မျိုးဆက်သစ်ပါရမီရှင်လေးဖြစ်ပြီးတော့အကြောင်းလန့်ကင်းကင်းနဲ့ပြိုင်ဘက်ကိုထိုးပေါက်စားနိုင်တဲ့ကစားသမားလေးပါ။နူမိုအာဟာ save play ဖို့ထက်ပြိုင်ဘက်ကိုတဲရင်ဆိုင်မှုရွေးချယ်တတ်ပြီးတော့ဂျိုးဂျလိုလိုအပ်နေတဲ့တိုက်စစ်ပေါက်ကွဲရတစ်ခုလည်းဖြစ်ပါတယ်။ဘောလုံးရည်စီကနောက်ထပ်ပါရမီရှင်တစ်သုတ်ကိုစင်တင်ပေးဖို့စင်သင်းဖြစ်နေပါပြီ။လူငယ်လေးတွေစတင်ဦးဆောင်လာမဲ့မော်ဒန်ဘောလုံးခေတ်သစ်ဟာဘလို့ခန်းနာမှုတွေကိုမြင်တွေ့ရအောင်မလဲဆိုတာကတော့စောင့်ကြည့်ခြင်းစရာပါပဲ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။